ဒါတရိတ်ဆန်ရုံမှာရှိတယ်ဝီလာငါအယိုးစုပြလိုက်ပေါ့နော်ဝီလာငါရဲ့အယိုးကအပြင်မှာတော်ဆိုမှတော်လေးကိုကြီးပါတယ်ဒီလားအရန်နဲ့အပြင်မှာတော်လေးကိုလှတာဆိုတာလေးဒါဗီဒီယိုထဲမှာတိတ်မသိရအောင်နော်အပြင်မှာလေးကင်မရာနဲ့တော့မဆန်းဒီလားအရန်ကိုကြီးတာဒီလားလုံးဝတခန်းကိုလေအပြည့်ပေါ့နော်ဒါဒီတရိတ်ဆန်ရုံရောက်ရင်ဒီဝီလာငါအယိုးစုပြတိုက်လေးကိုဝင်ကြည့်ပြအောင်ကြည့်ပေါ့နော်အရန်မှာလှလို့ပြပေးတာပါရှင်မနော်တော်လေးကိုကြည့်တာဒီလားဟိုအနာဟိုကြောရုံအလယ်နောက်ပြပေးမနော်မနော်ရှမ်းကြည့်တယ်မကြည့်နော်အရိုးချောင်းချောင်းကြည့်နော်လုံးဝကြီးဆိုမှတော်လေးဆိုမှတော်လေးကိုကြည့်တာနော်ဒါဒီတရိတ်ဆန်ရောက်ဒီနေရာလေးကိုဝင်ကြည့်ပြအောင်ကြည့်ပါလို့အပြင်မှာအရန်လှတာပါရှင်ဒီဗီဒီယိုထဲမှာဒါနည်းနည်းမှောင်နေတာနော်အပြင်မှာအကြီးဆိုမှအကြီးနော်အရန်လေးကြည့်လို့ကောင်းတယ်အရန်ကိုလှတယ်မကြည့်နော်ကြီးဆိုမှအကြီးနော်ကြည့်နော်ဒါကောင်းနော်ဒါကောင်းဦးနာကြောယူနာမနော်ကြည့်နော်တော်လေးကိုကြီးတာနော်အပြင်မှာအရှမ်းတော်ဆိုမှတော်လေးကိုကြီးတာပါရှင်လက်ပြချင်လို့ရိုက်ပေးတာနော်ရအောင်လေတရိတ်ဆန်အောင်ဝင်ကြည့်ပြအောင်ကြည့်နော်ဒီငါဝေလာငါရိုးပြတတ်ယူနော်ဒါဒီဘက်တစ်ချမ်းနော်အခုနောက်ဟိုဘက်တစ်ချမ်းပြပြီလားအခုဒီဘက်တစ်ချမ်းထပ်ပြပြီနော်တော်လေးကိုကြီးတာပါရှင်နေတာကြီးမဟုတ်နော်ပြင်မှာအရန်ကိုကြီးတာနော်လာကြည့်ပြအောင်ကြည့်ကြည့်နော်အပြင်မှာအရန်ကိုလည်းလှတယ်အားကြောင့်လှလုံးလို့လေရိုက်ပြပေးတာနော်ကြည့်ကြပါအောင်ရှင်အကြီးဆိုမှအကြီးနော်ဒါကြီးကအရှူဒီမှာလာကြည့်ရတဲ့ဒီဝီလာငါကြောရိုးလာကြည့်ရတဲ့ဆိုတာအများကြီးပဲနော်ဒါအမီပါနော်အမီပိုင်းဒါအမီပိုင်းအကြီးဆိုမှအကြီးကင်လို့တော့မရဘူးသူကထိခွင့်မပေးတော့မကြောရိုးကြည့်နော်ကြီးပဲဝေလာငါရဲ့အယူနော်ပြလိုက်လောက်ထားတာဒီမှာ